အာနာသိန်းတပ်မတော်ကတီထောင်ခြင်းနဲ့ပြန်စမမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်မျိုးလဲခမရတို့ကျွန်တော်တို့လိုချင်တဲ့တိဆောက်ခြင်းနဲ့ပြည်တော်စုပြန်စမမြန်မာနိုင်ငံဟာဘယ်လိုနိုင်ငံမျိုးဖြစ်ချင်တယ်လဲအဲ့ဒါအခုကျွန်တော်ဒါနောက်ဆုံးဆွေးနွေးမယ်အကြောင်းအရာပဲပြီးရင်ကျွန်တော်တို့ panel talk မှာဆွေးနွေးနိုင်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကညွှန်ပြတဲ့သူတို့သွားမဲ့ပြန်စမမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်လဲခင်ဗျားတို့စဉ်းစားမယ့်အချက်ကတစ်ချက်တည်းပဲနိုင်ငံတော်အာဏာကိုဘယ်နှမ်းမှာထားမှာလဲဘယ်သူစီမှာထားမှာလဲဒါအဓိကချက်ပဲအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်လိုက်လို့ရှိရင်အခြေခံမူတွေကိုဖတ်လိုက်လို့ရှိရင်နော်ပုံမှန်တွေနဲ့ကျွန်တော်ရှေ့မှာဆိုလို့ခြုံပြောပါမယ်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာကိုပြည်တော်စုလွှတ်တော်ကိုအနှင်းတယ်လို့ရေးထားပါတယ်ပုံမှန်7ပေါ့ဗျာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာသမရကိုအပ်တယ်လို့ရေးထားပါတယ်တရားစီရင်အာဏာကတော့ပြည်တော်စုတရားလွှတ်တော်ချုပ်ကိုအပ်တယ်လို့ရေးထားပါတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့အခန်း1အခြေခံမူမှာပါပါတယ်အဲ့တော့ကြည့်လိုက်လို့ရှိရင်နိုင်ငံတော်အာဏာကိုပြည်သူလူထုကိုအထားတယောင်ယောင်ရေးပါတယ်အဲ့ဒီမှာရှင်းရှင်းလင်းလင်းရေးတဲ့ပုံမှန်လေးတစ်ခုရှိတယ်ပုံမှန်4မှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှသက်ဆင်း၍နိုင်ငံတော်၌တည်သည်တဲ့နိုင်ငံသားများထံမှသက်ဆင်း၍နိုင်ငံတော်၌တည်သည်ဒါသူရေးထားတဲ့အတိုင်းပဲဟိုရှေ့မှာဗိုလ်ချုပ်ရေးခဲ့တဲ့ဖွဲ့စည်းပုံကနိုင်ငံသားတွေပိုင်တယ်လို့ရေးတယ်အဲ့ဒီဥပဒေပြုအဖွဲ့ဆိုတာနိုင်ငံသားတွေကိုစားအလုပ်လုပ်နေတဲ့အဖွဲ့သူတို့မပိုင်ဘူးဆိုတာရှင်းအောင်ရေးတယ်ပုံမှန်3နဲ့4မှာအခုဒီမှာကျတော့နိုင်ငံသားများထံမှဆင်းလာတယ်နိုင်ငံတော်မှာတည်တယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ရှင်းရှင်းလင်းလင်းမရေးဘူးကျွန်တော်တို့ရှေ့ကဆင်းလာတယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ပြောမယ်ဆိုလဲပြောလို့ရတယ်လေကျွန်တော်တို့ရှေ့ကဆင်းသွားတာကိုအဲ့တော့ကျွန်တော်တို့ပိုင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ရှေ့ကဆင်းသွားပြီလေမရှိတော့ဘူးလေအဲ့တော့ तू ကပြောမယ်ဟာခင်ဗျားတို့ရှေ့ကဆင်းခဲ့ပြီကျုပ်တို့ရှေ့ရောက်နေပြီဆိုရင်နိုင်ငံတော်အာဏာကအဲ့ဒီလိုလေးမရှင်းမလင်းရေးထားတယ်ဒါကမရှင်းမလင်းရေးတာတော်သေးတယ်သူ့ဘက်ကိုပဲပြောလို့ရသေးတယ်လေဟေ့တို့ရှေ့ကဆင်းတာမဟုတ်လို့တို့ပိုင်တယ်လို့ပြောလို့ရသေးတယ်ဟာမဟုတ်ဘူးဗျခင်ဗျားတို့ရှေ့ကဆင်းလာတာကျုပ်တို့ရှေ့ရောက်သွားပြီဒါဟိုဘက်ဒီဘက်ပြောနိုင်တယ်ဒါပေမဲ့ပြောမရတဲ့ညင်းမရတဲ့ပုံမှန်တွေကရှိပြန်ရောဟုတ်ပြီကဲကြည့်အောင်ဒါဆိုရင်လဲနိုင်ငံတော်အာဏာအပိုင်းပိုင်း3ပိုင်းတွေ့မယ်1ဥပဒေပြုအာဏာစောစောကပြောတဲ့ပုံမှန်7နဲ့ပြည်တော်စုလွှတ်တော်မှာတည်တယ်တဲ့တေချာနောက်ဖတ်ကြည့်တယ်ပြည်တော်စုလွှတ်တော်ကိုဘယ်လိုဖွဲ့ရမလဲပြည်တော်စုလွှတ်တော်ကိုဖွဲ့တော့အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်2ရပ်ပေါင်းလိုက်တာပေါ့ဗျာအဲ့တော့အမျိုးသားလွှတ်တော်ကိုလူ440နဲ့ဖွဲ့မယ်တဲ့330ကိုခင်ဗျားတို့ပြည်သူတွေရွေးတဲ့130ကတော့ကျုပ်ကကာကွယ်ရေးဦးချုပ်